ကဲအားလုံးပဲမင်္ဂလာပါဗျ Football Day ရဲ့ channel ကနေပြီးညီတို့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်နေ့ကကျွန်တော် Telegram မှာလည်းပွဲတော်တော်များများ okay ခဲ့တာကိုတွေ့ရတယ်ဗျဒါကြောင့်မလို့မ join ရသေးတဲ့ညီကိုတွေကျွန်တော်ရဲ့ channel လေးကိုလာ join ပေးဖို့ကျွန်တော်ဒီကနေပဲဖိတ်ခေါ်လိုက်ပါစေခင်ဗျ Okay ဒီနေ့ညမှာ Europa League 2 set ပွဲကောင်းတစ်ပွဲကိုကျွန်တော်ရဲ့ညီကိုတွေအတွက်ကျွန်တော်ကနေရွေးချက်သုံးသပ်ပေးမှာပဲဖြစ်ပါတယ်အဲဒီပွဲကတော့ Brand နဲ့ Bologna ပွဲစဉ်ပဲဖြစ်ပါရဲ့ဗျဘာကြီးကတော့ Bologna ကနေပြီးတော့တစ်လုံးကို90ပေးထားတာကိုတွေ့ရတယ်ကိုပေါင်းလေးကတော့နှလုံး60ရှုံးပေးထားတာကိုတွေ့ရတယ်ဗျBrand အသင်းကနောက်ဆုံး5ပွဲမှာတစ်ပွဲနိုင်2ပွဲရှုံးနဲ့2ပွဲသေးကျထားတာကိုတွေ့ရတယ်မီချေလန်နဲ့ကိုဗန်ဟေဗင်ကိုတေကျထားတယ်ဗျ Brand အသင်းနဲ့ပတ်သက်ပြီးတော့ထွေထူးပြောစရာတော့မရှိဘူးဗျ Serie A ကဘောလောနာနဲ့တော့လိကွာချချက်တော့ရှိနေတယ် Okay ဘောလောနာတို့ကတော့နောက်ဆုံး5ပွဲမှာ2ပွဲနိုင်2ပွဲသေးနဲ့2ပွဲရှုံးထားတာကိုလည်းတွေ့ရတယ် Serie A မှာဆိုရင်အဆင့်8ရမှတ်က33မှတ် Europa League မှာဆိုရင်တော့ဘောလောနာအသင်းနေနဲ့အဝေးကွင်းဖောင်ကကောင်းတယ်လို့ဆိုရမယ်ဗျစုပေါင်း4ပွဲမှာ3ပွဲနိုင်ထားတယ်ယာကိုက9ဂိုးပေးကိုက3ဂိုး Europa League ပွဲစဉ်တွေမှာဘောလောနာအသင်းကတစ်ချိန်ပဲရှုံးနေထားတာကိုလည်းတွေ့ရတယ်ဗျကျွန်တော်ကတော့ဒီပွဲမှာအာယုံစိုက်သွားမယ်ဘောလောနာကိုတော့ပိုကြိုက်တယ်ဘောလောနာ body လေးပေးခြင်းတယ်ကိုပေါင်းလေးရဆိုရင်တော့ကိုဘော်လေးရွေးချက်ပေးလိုက်ပါရဲ့ဗျညီကိုတို့ရေမှားစရာလေးရှိလို့ပါဗျကျွန်တော်မှာ TikTok channel က2ခုရှိပါတယ်အခုညီကိုတို့ကြည့်နေတဲ့ Football Day 88နဲ့ကိုစီခွင်းစားခွင်းမိတ် Football Day 88ဆိုပြီးတော့2ခုရှိပါတယ်ဗျဒီ2ခုအပြင်နောက်ထပ် TikTok channel လုံးဝမရှိပါဘူးလုံးဝမသုံးပါဘူးဗျညီကိုတို့ကိုအတိပေးအပ်ခြင်းဖြစ်ပါတယ်အားပေးတဲ့သူများအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော် Telegram channel ရဲ့ link ကိုလည်းကျွန်တော် bio မှာချထားပေးပါရဲ့ဗျ